ကျုပ်တွေကပုံမှန်နေညာတယောက်တော့ဖြုံလို့ဆရာဖြစ်ပေမဲ့နေရီတိုကိုတော့အလောက်နဲ့တွားရှော့လို့မရပဲရာစင်ကန်ကိုတော့သူ့ရဲ့သိပ္ပံနေညာမျက်လုံးကြောင့်သာစုပ်ယူနိုင်လိုက်တာဖြစ်ပါတယ်။အဲ့ဒါအပြင်သူ့တကူလုံးကလူသားခဏကိုမဟုတ်ပဲနေညာလက်နက်တစ်ခုဖြစ်နေရကြောင်းနေရီတိုလည်းအသာလေးအိတ်ခန့်နေလို့မရတော့ဘူးဆိုတာသဘောပေါက်သွားပြီးခူရာမာ Sage Mode ကိုထုတ်သုံးလိုက်ပါတယ်။မတက်ခတ်ရတာကြာပြီးဖြစ်တာတော့မှအတန်မာဆုံးတက်ရှိလူသားကိုဒေတာလို့နောက်ပေါ်ဆက်ရုံမှလေးလောက်ကတော့ share ကလုံးတော့သုံးစရာမလိုပေမဲ့ပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်ကြောင့်တော့ဘိုက်ကိုတစ်ချက်လောက်ထိသွားခဲ့ပါတယ်။ဦးကိုထုတ်ချင်းဖောက်လိုက်တာဖြစ်လို့လူသားတယောက်တည်းဆိုရင်အဲ့နေရာမှာလည်းပွဲချင်းပြီးတော့မှဖြစ်ပြီးနေရီတိုရဲ့ခန္ဓာကြီးကြောင့်ချက်ချင်းလဲကြမသွားပေမဲ့ဒဏ်ရာကြောင့်အားနေသွားတဲ့အနေအထားကိုရောက်သွားခဲ့ပါတယ်။ဘရူတိုကဝေကူညီဖို့လုပ်ပေမဲ့နေရီတိုကတားလိုက်ပြီးကလေးတွေကိုလက်ဖြားနဲ့တို့တာနဲ့တေချင်စိတ်ပေါက်တဲ့စီနောင်နာရသွားစီရမယ်လို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ဒဏ်ရာကြောင့်မတက်တောင်ရဲလို့မရပဲဒေတာရဲ့ခြေထောက်အောက်မှာရှင်းနေရင်တော့မှသူ့ရဲ့ကလေးတွေမှာခါဝါကီလေးပါတဲ့အတွက်ပြန်ခေါ်သွားဖို့မပြောနဲ့နည်းနည်းတော့ထိဖို့ကြိုးစားနေလို့ထပ်ပြီးသတိပေးလိုက်ပါတယ်။ဒေတာကတော့နေရီတိုရဲ့ဒဏ်ရာကိုနင်းထိုင်းနေဘာမှမဆိုင်တဲ့ဒဇိန်တရားကိုဘာလို့အဲ့လောက်ထိကာဝယ်ပေးနေရလဲလို့မေးလိုက်ပြီးမြဲနေရီတိုကလည်းဒေတာကိုယ်တိုင်ရန်နုနယ်မြေတွေကိုတယောက်တည်းဝင်လာရတဲ့အထိဘာလို့ခါဝါကီကအရန်အရေးကြီးနေရလဲလို့ပြန်မေးလိုက်ပါတယ်။ကိုယ်တိုင်ကသေတော့မဲ့အချိန်မှာတော့သူ့ကိုစကားလာတဲ့နေရာကြောင့်မတုံးဟုတ်တဲ့ဒေတာကလည်းတခုခုကိုရေးမိလိုက်ပြီးအဲ့အချိန်ကျမှဟန်ဆောင်လို့မရတော့တဲ့နေရီတိုကလည်းချက်ချင်းပြန်ထားလိုက်ပါတယ်။အစတည်းကဒီတန်ရာလောက်ကနေရီတိုအတွက်ဘာမှမဟုတ်ပေမဲ့တောက်ကျိုးနဲ့ခံမရအခက်ဆုံးနင်ဂျာကြီးဖြစ်နေရကြောင်းအားနေချင်းအောင်ဆောင်လိုက်ရင်ရန်သူစီကသတင်းများအစ်လို့ရမလားလို့အကြံပန်လောက်တာကိုဒေတာကရေးမိသွားတာဖြစ်ပါတယ်။သူကတော့ဒရမာခင်းလိုက်တာဖြစ်ပေမဲ့ဘေးက3ယောက်ကတော့တကယ်ကြီးလန်သွားကြတာဖြစ်ပြီးအချိန်လေးကိုရေးမိသွားတဲ့ခါဝါကီကလည်းသူတို့တွေခက်ဝေးဝေးသွားကြဖို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့သဘောမပေါက်သေးတဲ့သူကဒေတာဖြစ်ပြီးကိုနိုဝါရဲ့ခုတ်ကဘာကောင်လဲဆိုတာမသိပဲသွားဆနေရကြောင်းတိတ်ခါပြန်ဆရာမဲ့နေရီတိုကလည်းခုနကလိုအလျှော့ပေးမှမဟုတ်တော့ပဲထန်ဂျူဆူနဲ့ပြန်ဖိုက်နေသူသုံးခဲ့တဲ့ရာစင်ကန်ကိုဒေတာကပြန်ထုတ်လို့ရတာကိုသိသွားခဲ့ပါတယ်။ဘရိုတိုကဒီတိုက်ပွဲမှာသူဝင်ပါဖို့မဖြစ်နိုင်ဘူးဆိုတာသဘောပေါက်သွားခဲ့ပြီးဒေတာကတော့သူ